ဆိုလို့ရှိရင်အရေးဆုံးက screenshot ရိုက်နည်းတွေဇွန်အသုံးပြုနည်းတွေကိုသိရမှာဖြစ်ပါတယ်အခုဆိုရင်ဒါဇွန် screen လေးကိုသုံးထားတာဖြစ်တယ်ပေါ့နော်ဒီဇွန်မှာဆိုလို့ရှိရင်ဟိုဘက်ကတင်ကြားတဲ့သူပေါ့နော်သူကမရောက်လာသေးဘူးဒီဘက်ကတင်မဲ့သူကစောင့်နေတဲ့ပုံစံမျိုးဖြစ်တယ်ပေါ့နော်ဒီမှာဆိုရင်အခု audio ဆိုတာရှိတယ် video ဆိုတာရှိတယ်အခု video လေးကိုဒီလိုနှိပ်လိုက်ပြီဆိုရင်ကိုယ့်ရဲ့ရုပ်ကိုဟိုဘက်ကသူကမမြင်ရတော့ဘူးပေါ့နော်အဲ့တော့ဒီမှာ video လေးကိုဖွင့်လိုက်မယ်ဆိုလို့ရှိရင်တော့ဟိုဘက်ကနေပြီးတော့တင်မဲ့သူကကိုယ့်ရဲ့မျက်နှာလေးကိုမြင်နေရမှာဖြစ်ပါတယ်ကိုယ့်ရဲ့အသံကိုတစ်ဖက်လူကိုကြားစေချင်တယ်ဆိုရင် audio ကိုဖွင့်ပေးရမှာဖြစ်ပါတယ် audio ကိုပိတ်ထားလို့ရှိရင်ကိုဘလောက်ပြောပြောကိုယ့်ရဲ့ meeting room နဲ့ကိုရောက်နေတဲ့သူကကြားမှာမဟုတ်ပါဘူးဒါကြောင့်ကိုကအသံစကားပြောခြင်းပြီးသူတို့ဘက်ကအတန်နေစူညံနေရဆိုလို့ရှိရင်လည်းသူတို့မှာရှိတဲ့ audio လေးကိုဒီဘက်ကလှမ်းပြီးတော့မြူလိုက်လို့ရပါတယ်။နောက်တစ်ချက်ကဗီဒီယိုမှာကိုကနည်းနည်းပါးပါးပြန်ပြင်ချင်တယ်ကိုရုပ်လေးကိုဒီထက်ပိုပြီးတော့ကိုကပြင်ချင်သေးရဲ့ဆိုရင်ဒီနေရာမှာရှိတဲ့ choose video filter ဆိုတာလေးကိုယူပြရမယ်နော်။ယူပြီးသွားရင်ဒီမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ရုပ်ကိုပြင်လို့ရတယ်ပေါ့နော်ဒီမှာကိုယ့်ရုပ်အတိုင်းမထားခြင်းကိုဒီမှာဆို video filter တွေကိုရောက်ဒီလိုလေးလုပ်ချင်တယ်ဒီလိုလေးလုပ်ချင်တယ်ဒီလိုလေးလုပ်ချင်တယ်အစားရှိသက်ဖြစ်ရွေးလို့ရတယ်အမျက်ခုံးလေးထပ်ထည့်ချင်တယ်ဆိုရင်လို့လည်းဒီမှာမျက်ခုံးတွေကိုဒီလိုမျိုးထည့်လို့ရတယ်နော်မျက်ခုံးတွေကိုဒီမှာထည့်လို့ရတယ်ဒါမျက်ခုံးတွေထည့်တာပေါ့နော်မျက်ခုံးရဲ့အရောင်တွေကိုဒီမှာရွေးလို့ရတယ်အထူအပါးတွေကိုဒီနေရာမှာရွေးလို့ရတာဖြစ်ပါတယ်ဒါကတော့ဒီမှာကိုမျက်နှာတွေပြင်ဆင်မှုလုပ်ချင်နှကန်းတွေအရောင်တွေဒီမှာထပ်ထည့်ခြင်းနေဆိုရင်ဒီလိုလုပ်ရမှာပေါ့နော်ထည့်ပြီးသားဟာတွေကိုအရှိတယောက်ကဒီအသုံးပြုသွားလို့ထည့်ပြီးသားဟာရှိနေလို့ရှိရင်လည်းဒီမှာပြန်ပြီးတော့ဖြုတ်ပြရမယ်เนาะဒီမှာဒီ NONE ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ဖြုတ်ပြရမယ်เนาะဒီမှာဆိုလဲဒါလေးကိုဖြုတ်ရမယ်ဒါဆိုရင်ဒီမှာဆိုရင်လည်းအဲ့လိုမျိုးပဲเนาะဒီမှာလည်းဖြုတ်ပြရမှာဖြစ်တယ်တချို့ကြအယုတ်ပုံလေးသုံးချင်တယ်ဒါဆိုရင်ဒီနေရာမှာဒီနေရာလေးကိုရောက်သွားပြီเนาะခုနဒီမှာဒီနေရာလေးဒါဆိုလို့ရှိရင်ကိုကဒီမှာပုံလေးနဲ့ပြောနေတာဖြစ်တယ်ပေါ့เนาะဒီမှာဆိုရင်ပြောနာပါကိုကဒီမှာပုံလေးနဲ့ဒီမှာခေါင်းလေးလှုပ်တယ်ဆိုတော့လှိုက်လှုပ်ဟုတ်ပြီเนาะဒီမှာဒါလေးကိုပိတ်လိုက်ဒါကကြတော့ဗီဒီယိုမျက်နှာကိုပြင်တာပေါ့နောက်တစ်ခါဒီလိုမျိုးအနောက်ခံတွေကိုကိုကပြောင်းလိုက်ချင်တယ်ဒါဆိုရင်ဒီနေရာကိုသွားပြီးတော့တချို့ကじゃဗလားလုပ်ချင်တာပေါ့နော်အခုဒီနေရာကိုသွားပြီးတော့ဒီနေရာမှာနောက်ခံ background အတွက်ရွေးလို့ရတယ်ဥပမာနောက်ခံ background ရွေးချင်တယ်ဆိုလို့ရှိရင်ဗလားလုံးမလားဒါမှမဟုတ်ဒီနေရာကိုသွားပြီးတော့ကိုကဘယ်လိုမျိုးနောက်ခံ background ကိုချိန်ကျင်တာလဲဆိုပြီးတော့ရွေးရမှာဖြစ်ပါတယ်ဒီ video setting ဆိုလို့ရှိရင်လည်းဒီမှာအများကြီးပဲချိန်လို့ရသေးတယ်ပေါ့နော်ဒါအခုလောလောဆယ်စပြီးတော့အသုံးပြုမဲ့သူဟာကြတော့ဒီဗလာဆိုလို့ရှိရင်အနောက်ကဝါတယ်ဒါဆိုလို့ရှိရင်ဒီမှာ auto frame my video ဒါဆိုဘယ်လိုဖြစ်မလဲ auto frame my video ဆိုရင်ဒီမှာ auto ဖြုတ်လိုက်တယ်ဒီမှာဗလာကိုဖြုတ်လိုက်မယ်ဒါဆိုရင်ဒီလိုမျိုးပြန်ဖြစ်သွားတယ်เนาะပြီးရင်နောက်ခံနေပြောင်းနေတယ်ဆိုရင်ဒီဟာကိုသွားမယ်သွားပြီးတဲ့အခါမှာဒီမှာရှိနေတဲ့ဒီပုံလေးတွေကိုဒီမှာရွေးလို့ရတယ်ပြောင်းပြီးတော့ဒီမှာရွေးကြည့်လို့ရတယ်เนาะအဲ့တော့ကိုကမပြောင်းကျင်ဘူးဆိုရင်ဒီနေရာမှာထားရမယ်အပြင်ပုံတွေထည့်ကျင်တယ်ဆိုရင်လည်းထည့်လို့ရတယ်အခုလောဆယ်ကတော့ဒီမှာရှိတဲ့ပုံတွေကိုပဲအရင်ဆုံးထည့်ကြည့်ပါဒါနောက်ခံ background ပြောင်းတာပေါ့နော်နောက်က background မလိုချင်တော့ဘူးဆိုလို့ရှိရင်ခုနအတိုင်းပဲပြန်သွားပြီးလို့ရှိရင်ဒါလေးကိုပြန်ရွေးဒီမှာဒီလိုလေးရရှိပြီဟုတ်ပြီနော်အဲ့တော့ဒါကြတော့ပထမတစ်ပိုင်းအနေနဲ့တင်ပေးသွားမယ်အဲ့တော့အပိုင်း5ပိုင်းလောက်အထိဒီကောင်ကိုတင်ပေးသွားမယ် breakout one တွေကိုဘယ်လိုခွဲရမလဲနောက်တစ်ခါတစ်ဖက်လူကိုကွာ link ဘယ်လိုပေးရမလဲဒီတိချာချာတစ်ဖိုင်ချင်းတင်သွားပြီးမှဖြစ်ပါတယ်အဲ့တော့ကွာ online သင်တန်းတက်ဖို့အစီအစဉ်ရှိတယ်ဆိုရင်အခုလိုမျိုး Zoom အသုံးပြုနည်းကိုတိကျလေ့လာထားရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါကတော့ပုံမထည့်ခြင်းဆိုဒီလိုမျိုးလေးလုပ်လိုက်မယ်နော်ဟုတ်ပြီနော်ဒါပတ်ဝက်အနေနဲ့တင်ပြလိုက်ပါမယ်ပတ်2မှာတွေ့ပါမယ်နော်